မစိုးကြပါနဲ့တန်စီခြင်းလို့တန်အောင်ကိုထုတ်ပေးထားတာအမြဲဒီစင်းနဲ့ရမယ်လို့လည်းအာမမခံနိုင်နဲ့လုံခြုံရေးတန်ပန်းတွေကိုရှုစားပေးပါအောင်ရှင်အထူပါမညီတဲ့အစီလိုက်ဖလက်ပြားတွေကိုသုံးပေးတာလုံးဝမဟုတ်ဘူးနော်ဒီလိုပင်နေစေချောင်းဖလက်ပြားဒီလိုအလုံးတွေကိုသုံးပေးထားတာပါဘောင်ကတလက်မဖလက်ပြား3ပဲတူနားတန်းက3မဖလက်ပြား3ပဲတူအလုံးက9ပဲစိုက်ကိုသုံးပေးထားပါတယ်အယောင်နေနဲ့ကလည်းဒီလိုအမဲရောင်ခဲရောင်ဆိုပြီးတော့ကြိုက်နှစ်သက်ရရွေးချယ်လို့ရပါတယ်ဈေးလေးတွေကတော့ဒီလို၄ပေပတ်လဲစိုက်ကိုဆိုရင်3,400ကျပ်ပါဒီလိုမျိုးအကျယ်3ပေအမြင့်4ပေစိုက်ဆိုရင်လည်း8,400ပဲကျတင်ပြီးတော့ဒီဘက်ကစိုက်လေးကတော့အကျယ်3ပေအမြင့်3ပေခွဲဆိုရင်9,3,500ပဲကျပါတယ်ဒီလိုမျိုး3ပေပတ်လဲစိုက်လေးဆိုရင်လည်း6,9,500ပဲရှိပြီးတော့ဒီဘက်ကစိုက်လေးလို့အကျယ်2ပေခွဲအမြင့်3ပေစိုက်လေးဆိုရင်9,6,500ပဲရှိပါတယ်ရန်ကုန်မြို့အတွင်းတက်စင် BC မိုင်းနိုင်တယ်လို့နေကားမာရီသူတွေအတွက်ဆိုရင်လည်းတေချာလေးထုတ်ပို့ပြီးတော့ဂိတ်ချစီစဉ်ပေးပါရရှင်။စောက်လို့ရေးကန်ထရိုက်ကြီးများနဲ့အယောင်းဆိုင်ကြီးများအတွက်လည်းအထူးလက်ကားစင်နှုန်းလုပ်ပေးထားပါတယ်။ပေးရတဲ့စင်နှုန်းတွေအကောင်းဆုံးအတန်ဆုံးနေမှလို့ခြင်းနဲ့ဆိုရင်တော့ဒီလာတို့အမေရှန်ကိုလှန်လာခဲ့ပါရှင်။အဆုံးလေးကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။